Facebook ကြီးကိုဘယ်နှခုနှစ်မှစပြီးတော့သုံးခဲ့ရလဲဆိုတော့ဒီဗီဒီယိုလေးမှာဖြည့်ပေးခဲ့ကြပါဦးဆိုအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့လင်းထပ်ပါဆိုတော့ဒီဗီဒီယိုလေးကိုကြည့်နေပြီဆိုလို့ရှိရင် YouTube ဒါမှမဟုတ်လို့ရှိရင် Facebook တစ်ခုခုကိုသုံးနေလို့ကြည့်နေလို့ရတာပါဆိုတော့ဒီနေ့မှာတော့ Facebook နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးအချင်းချုပ်လေးပြပြပေးသွားပါမယ်ဆိုတော့ Facebook ကို2004ခုနှစ်မှာဇူကာဘတ်ရဲ့သူ့ရဲ့ Harvard တက္ကသိုလ်မှာရှိတဲ့တငယ်ချင်းတွေနဲ့အတူစပြီးတော့သူတို့လုပ်ခဲ့ကြတယ်ပေါ့အဲ့တုန်းကတော့ Facebook လို့မဟုတ်ဘဲနဲ့သူတို့တွေရဲ့ဒီ Harvard University မှာအသုံးပြုတဲ့ဒီ fakemax.com ဆိုတဲ့ website တစ်ခုပဲသူတို့အစပဲရှိသေးတာပေါ့နော် fakemax website ဆိုတာလည်းအဲ့ဒီတက္ကသိုလ်မှာရှိတဲ့ကျောင်းသားတွေရဲ့မျက်နှာတွေကိုကျွန်တော်တို့မဲပေးတဲ့ website တစ်ခုအစ်စ်ပဲရှိခဲ့သေးတယ်ဒီ Facebook ကိုသူတို့ Harvard တက္ကသိုလ်မှာလူကြိုက်များတယ်ဆိုပေမဲ့သူတို့ privacy ပြဿနာလေးကြောင့်ပိတ်သိမ်းလိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီ Harvard တက္ကသိုလ်ရဲ့ server နဲ့သူတို့သုံးထားရဖြစ်တဲ့အတွက်သူတို့ရဲ့ Facebook ကိုပြီးတိုင်းပိတ်သိမ်းလိုက်တယ်။ဒါပေမဲ့ဆရာကြီးဇူကာဘတ်ကညင်မနေဘူးဒီចောင်းသားတွေသုံးမှုအတွက်2004ခုနှစ်မှာ Facebook ကိုစတင်တည်ထောင်ခဲ့တယ်။အဲ့ဒီ2004ခုနှစ်မှာပဲ Facebook ကကျွန်တော်တို့ဒီ Harvard မှာပဲမဟုတ်ဘဲနဲ့ Stanford, Columbia စတဲ့ IPY language ဒီဟွာတွေမှာစပြီးတော့တိုးချဲ့လာခဲ့တယ်။2005ခုနှစ်လဲရောက်တော့ဒီ Harvard ပြင်ပမှာပါသူတို့စပြီးတော့ run ပြီးတော့ facebook.com နာမည်နဲ့စတင်ပြီးတော့သူတို့စခဲ့ကြတယ်ပေါ့2006ခုနှစ်မှာသူတို့အများပြည်သူသုံးမှုစတင်မိတ်ဆက်နိုင်ခဲ့ပြီးတော့အဲ့တော့မှ new feed ရဲ့ like club ရဲ့ဆိုတာကိုစပြီးတော့မိတ်ဆက်ခဲ့တာ2006ဒီလိုမျိုးနီးပညာအရတိုးတက်လာတာကိုနီးပညာဘိုးတော်ကြီးဖြစ်တဲ့ Microsoft Bill Gates ကမြင်တော့သူဟာ Facebook မှာဒေါ်လာ240 မီလီယံစတင်ရင်းနှီးမြှုပ်နှံလိုက်အဲ့လိုနဲ့တွိုင်း2011ခုနှစ်လောက်မှာ Facebook ကသုံးစွဲသူ5 မီလီယံကျော်သွားပြီအဲ့5 မီလီယံကျော်ကနေပဲတစ်နှစ်အတွင်းမှာပဲ2012မှာ1 ဘီလီယံထိသုံးစွဲသူရောက်ရှိလာတယ်2012ခုနှစ်မှာတော့ Facebook ကဇူကာဘတ်က Instagram ကို1 ဘီလီယံနဲ့ဝယ်လိုက်တယ်နောက်ထပ်2024ခုနှစ်မှာလည်း WhatsApp တို့လို application တွေကိုသူထပ်ဝယ်လိုက်တယ်2021ခုနှစ်မှာတော့အားလုံးသိကြတဲ့အတိုင်းပဲ Facebook ကိုနာမည်ပြောင်းပြီးတော့ Meta နာမည်နဲ့ run ပြီးတော့ Metaverse project ကိုသူတို့စတင်ခဲ့တယ်2023-2024ကာလတွေမှာတော့ Facebook က AI နဲ့အတူတူသူတို့တိုးထွက်လာတယ်ဒီကနေ့ခေတ်ကဘာကြီးမှာတော့ Facebook ကသုံးစွဲသူ3 ဘီလီယံကျော်ရှိပြီးတော့ဒီကဘာပေါ်မှာရှိတဲ့အကြီးဆုံး social media platform တစ်ခုအနေနဲ့အားလုံးအသုံးပြုနေကြတာဒီနေ့ထိပါပဲဆိုတော့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဘူးတူရရစရာဗီဒီယိုနဲ့အတူကျွန်တော်ပြန်လာခဲ့ပါမယ်Bye bye.